အခုမြင်တွေ့နေရတဲ့လူငယ်လေးကအလုပ်တွေလုပ်နေနေမျက်ရည်တွေကျနေကြရလဲဖြစ်ပါတယ်ဒီမြင်ကွင်းလေးကိုကျွန်တော်မင်းညမြင်လိုက်တဲ့အချိန်မှာတော်တော်လေးလဲစိတ်မကောင်းဖြစ်မိပါတယ်ဒါကြောင့်လဲဒီဗီဒီယိုလေးကိုရွေးချယ်ပြီးတော့ကျွန်တော်ချေရတဲ့ viewer တွေအတွက် reaction လုပ်လိုက်ခြင်းလည်းဖြစ်ပါတယ် Okay ဆိုတော့ဒီကလေးငယ်လေးဘာကြောင့်မျက်ရည်တွေကျပြီးတော့အလုပ်လုပ်နေတာလဲဆိုတာကိုအရင်ဆုံးဖွင့်ပြမယ်ကျွန်တော်ပြီးရင်ပြန်ပြီးတော့ reaction လေးလုပ်ပေးပါမယ်ဆိုတော့သူကြည့်လိုက်အောင်ပြောမယ်ဆိုရင်လုပ်ငန်းခွင်ထဲမှာအလုပ်လုပ်နေနေဟိုသူ့မျက်လုံးတွေကမျက်ရည်တွေကအော်တိုစီးကျလာတယ်ဖြစ်ပြီဆိုတော့အဲ့လိုအခြေအနေမျိုးဖြစ်ဖို့ဆိုတာလဲရင်ထဲမှာတော်တော်လေးကိုပြောမယ်ဆိုရင်ထုတ်ပြောလို့မရတဲ့အခြေအနေမျိုးပေါ့နော်။ဆိုင်ခက်ခုနေဖြစ်ပြောမယ်ဆိုရင်အရန်ကိုတင်းကျပ်လာတဲ့အခြေအနေမျိုးမှာပဲကိုယ့်ရဲ့နှလုံးသားတွေကအရန်ကိုနာကျင်လာပြီးတော့မျက်ရည်တွေပြောင်းလဲသွားတယ်ဖြစ်ပါတယ်။ဆိုတော့ဒီခံစားချက်ကိုလည်းအားလုံးနားလည်ပြီးကျွန်တော်ယုံကြည်ပါတယ်။ Okay ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးမြင်တွေ့တဲ့အတိုင်းပဲတကယ်ကိုမိနစ်ပိုင်းအနည်းငယ်လေးပါပဲဆိုတော့ဒီမိနစ်ပိုင်းအနည်းငယ်လေးကမနေ့ကရုပ်တရက်တွေ့လိုက်တဲ့အချိန်မှာတော်လေးလည်းစိတ်မကောင်းဖြစ်မိပါတယ်။ဘာကြောင့်လဲဆိုတော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲကိုယ့်ရဲ့ညီငယ်ကိုယ့်ရဲ့မောင်ငယ်အရွယ်လေးပါပဲ။ဆိုတော့ဒီလိုအသက်အရွယ်မှာခုလိုမျိုးလှုပ်တွေလုံနေနေမှာเนาะမျက်ရည်တွေကိုတုပ်နေရတဲ့အခြေအနေဟာဘသူအတွက်မှမြင်ရတဲ့သူတွေအတွက်စိတ်ချမ်းသာစရာတစ်ပါးတစ်ခွက်မှမရှိပါဘူးဆိုတော့ကျွန်တော်အနေနဲ့လည်းဒီဗီဒီယိုမြင်တဲ့အခါမှာဒီညီငယ်လေးဘာချောက်ငိုကြွေးနေတာလဲဆိုတော့သိချင်တဲ့စိတ်နဲ့ကျွန်တော် comment တွေလိုက်လံပြီးတော့ရှာဖွေပြီးတော့ဖတ်ကြည့်ပါတယ်ဒါပေမဲ့လည်းဒီ comment ထဲမှာဒီညီငယ်လေးဘာချောက်ငိုကြွေးလဲဆိုတော့တိတိကျကျရေးရဘာသတင်းမှမတွေ့ပါဘူးဆိုတော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲဒီဗီဒီယိုထဲမှာရေးသားထားတာတော့အစင်မပြေတဲ့ဘဝတွေကတဲ့မြင်နဲ့ညာလန်ဆိုင်ပဲဆိုပြီးတော့ရေးသားထားတယ်နောက်တစ်ချက်ကတော့ဒီဗီဒီယိုကိုကျွန်တော်မြင်တွေ့တဲ့အခါမှာ comment တွေလိုက်လံရှာဖွေဖတ်ကြည့်တဲ့အခါမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ comment လေးတွေကိုလည်းတွေ့မိပါတယ်ဆိုတော့ဒီ comment လေးကိုလည်းကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေကိုထပ်ပြီးတော့ဖတ်ပြပေးချင်ပါသေးတယ် Okay ဆိုတော့ကျွန်တော်ကြည့်လိုက်အောင်ဒီမှာရေးသားထားတဲ့ comment လေးကတော့ညီမငယ်လေးတယောက်ရေးသားထားတာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့အဖေနဲ့အမေရန်ဖြစ်ပြီးတဲ့အမေအိမ်ပေါ်ကဆင်းသွားတဲ့အချိန်လုံးကပေါ့တဲ့မောင်နှမတွေထဲမှာကျမကအကြီးဆုံးတဲ့ထမင်းတစ်နက်စားဖို့အတွက်နိုင်ပေါင်းများစွာကြောင်းမျက်ရည်တစ်ပေါက်ပေါက်နဲ့မောင်နှမတွေဝိုင်းပြီးစမ်းစပလုံးတွေရွေးခဲ့တာလေဘယ်တော့မှမမေ့နိုင်ဘူးတဲ့။ကျောင်းချိန်နောက်ကျခဲ့တာလေအချိန်ချိန်ပေါ့တဲ့။အိမ်မှာအမေမရှိမှအမေရဲ့တန်ဖိုးနားလည်ခဲ့တယ်။ဆိုတော့ဒီ comment လေးကလည်းလက်ရှိချိန်မှာ reaction အများဆုံး comment လို့ပြောလို့ရပါတယ်။အဲ့တော့ဒီညီမလေးရေးသားထားတဲ့ comment လေးကိုဖတ်လိုက်ရတဲ့အချိန်မှာလေကျွန်တော်စိတ်ထဲမှာထပ်မှန်ပြီးတော့စိတ်မကောင်းထပ်ပြီးတော့ဖြစ်ရပြန်ရော။ဘာကြောင့်လဲဆိုတော့သူရေးသားထားတဲ့စာသားလေးတွေကိုဖတ်လိုက်တဲ့အချိန်မှာသူဖြစ်သွားတဲ့เนาะဒီ story လေးကိုကျွန်တော်မျက်လုံးထဲမှာသွားပြီးတော့မြင်လိုက်တယ်ဗျ။သူတို့တွေစံစပလုံးတွေရွေးနေတာသူ့ရဲ့မောင်နှမတွေနဲ့အတူเนาะမိဘတယောက်အိမ်ပေါ်နေဆင်းသွားတဲ့အခြေအနေမျိုးမှာသူတို့ရဲ့ခံစားချက်တွေကိုသွားပြီးတော့ထင်ဟပ်စေတယ်ကိုယ့်ရဲ့ရှင်ဘက်ထဲမှာလေเนาะအဲ့လိုအခြေအနေတွေကိုသွားပြီးခံစားလိုက်တဲ့အခါမှာခုနကညီငယ်လေးနဲ့နှစ်ခုပေါင်းလိုက်တော့ဘလို့မှစိတ်ထဲမှာအဆင်ပြေတာလည်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဒါကြောင့်လည်းဒီဗီဒီယိုလေးကိုရွေးချယ်ပြီးတော့တင်ဆက်လိုက်ခြင်းလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဘာကိုအဓိကထားပြီးတော့ပြောချင်တာလဲဆိုရင်တော့အစင်မပြေတဲ့မိဘတွေကြောင့်သားသမီးတွေရဲ့ဂျင်မတ်ထဲမှာစိတ်ဒဏ်ရာတွေ trauma တွေမရရှိစေဖို့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အိမ်အောင်ဖိလိုက်တဲ့အခါမှာကိုယ်မှာသားသမီးတွေရလာခဲ့တဲ့အခါကျရင်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့လူကြီးချင်းအစင်မပြေမှုတွေကသူတို့ရဲ့အရှိမချပြတာမျိုးဘလို့မှမလုပ်သင့်ဘူးလို့ပဲကျွန်တော်တို့အကြံပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေကတခါတည်းမှာကလေးတွေကအဲ့ဒီမြင်ကွင်းတွေကိုမြင်ရတဲ့အခါများလာရင်တခါတည်းရန်တွေ့တာတော့ပြဿနာမရှိပေမဲ့အဲ့ဒီမြင်ကွင်းတွေကိုအချိန်ချင်းမြင်ရတာတွေ့ရတာများလာတဲ့အခါကျရင်သူတို့ရဲ့ရှင်ဘက်ထဲမှာတကယ်ကိုစိတ်ထင်ရတယ်ဖြစ်လာတယ်ဗျအဲ့ဒါကြီးအဆိုင်အခဲကြီးတစ်ခုလိုဖြစ်လာတယ်။နော်အဲ့လိုအခြေအနေမျိုးတွေကတခါတည်းရန်မှာဘယ်လောက်ထိဆိုးလဲဆိုရင်တငယ်ချင်းပေါင်းသင်းတွေနဲ့အပြင်မှာထွက်ဆော့နေခဲ့ရင်တောင်မှကျွန်တော်တို့အားလုံးဆော့ပြီးလို့ပြန်ကြတဲ့အချိန်မှာကိုယ့်ရဲ့တငယ်ချင်းပေါင်းသင်းတွေကလွတ်လပ်ပေါ်ပါစွာနဲ့ပဲသူတို့ကပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ကိုပြန်သွားကြတယ်။ဒါပေမဲ့ကိုကအဲ့ဒီဆော့တဲ့နေရာမှာကိုယ့်ရဲ့အိမ်ကိုပြန်ဖို့အခြေအနေမျိုးမှာလောက်ထိဖြစ်လာလဲဆိုအိမ်ကိုပြန်ရမှာကြောက်နေတယ်။တကယ်ကိုပြောတာအိမ်ကိုပြန်ရမှာကိုကြောက်နေ။ငါအိမ်ကိုပြန်လိုက်တဲ့အခါမှာငါမိဘတွေရန်ဖြစ်နေကြမလားဆိုတဲ့အတွေးကြီးကခေါင်းထဲမှာအလိုလိုရောက်လာတယ်။ဆိုတော့ဒါဘာကိုကျွန်တော်ပြောချင်တာလဲဆိုတော့ဒီလိုအစင်မပြေတဲ့မိဘတွေတယောက်နဲ့တယောက်ခဏခဏရန်ဖြစ်နေတဲ့အခြေအနေမျိုးတွေမှာသားသမီးတွေဘယ်လိုခံစားရတာလဲဆိုတာကိုသိစေခြင်းတဲ့အတွက်ကြောင့်လည်းကျွန်တော်ခုလိုမျိုးပြောပြရခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ဘာပဲဖြစ်ဖြစ်မိဘတွေအနေနဲ့ရန်နေဘာတွေဖြစ်တဲ့အခါမျိုးတွေမှာဆိုရင်ပေါ့နော်။ကိုယ့်ရဲ့သားသမီးတွေရှိမှဘယ်တော့အခါမှမဖြစ်ကြပါနဲ့လို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။နောက်တစ်ချက်ကတော့ဒီလူငယ်လေးရဲ့အခုလိုငွေကြွေတဲ့အနေအထားတစ်ခုမှာအစင်မပြေမှုတွေကလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်เนาะကျွန်တော်တို့ကတခါတည်းမှာကျွန်တော်တို့ရဲ့ဘဝတွေကိုကျွန်တော်တို့ကရွေးချယ်ခွင့်မရှိပါဘူးကျွန်တော်တို့ကချမ်းသာတဲ့အတိုင်းဝိုင်းချမ်းသာတဲ့မိဘဆွေမျိုးတွေရှိမှာကျွန်တော်တို့ကလူဖြစ်ချင်ပေမဲ့တခါတည်းမှာကျွန်တော်တို့ကအဲ့ဒီဟာနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ပြည်စုံမှုတွေကြားထဲမှာတွားပြီးတော့လူလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးနဲ့ကြုံလာတဲ့အခါမျိုးတွေမှာကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေအနေနဲ့ကို့မှာအရင်ကြီးလုပ်ဖို့ပတ်စံလည်းမရှိဘူးနောက်တစ်ခုပညာရေးချင်းလည်းမရှိဘူးဆိုရင်ကျွန်တော်တို့မှာအရင်ကြီးတစ်ခုရှိပါသေးတယ်
စိတ်တက်မကြပါနဲ့လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့ဒါချတော့မဟုတ်ဘူးကျွန်တော်တို့ရဲ့ရိုးသားမှုပေါ့ကျွန်တော်တို့ရဲ့ရိုးသားမှုကိုဘယ်လိုအကြောင်းအရာနေမှအစွန်းတင်မခံဘဲနဲ့အဲ့ဒီရိုးသားမှုအမြဲတမ်းဖြူစင်နေအောင်ကျွန်တော်တို့ထိမ့်သိမ်းထားဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီရိုးသားတဲ့ဖြူစင်မှုဟာတကယ်ကိုလောကကြီးမှာဈေးကြီးပါတယ်တကယ်ကိုလက်တက်မှုကြီးပါတယ်အဲ့လိုမျိုးရိုးသားမှုတွေစူးစမ်းမှုတွေဒါကိုယ့်ရဲ့စိတ်ထဲမှာရှိနေမယ်ဆိုရင်ဒါတကယ်ကိုကြီးမားတဲ့အရင်းအနှီးတစ်ခုလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့ချမ်းသာတဲ့လူတွေချမ်းသာတဲ့အတိုင်းဝိုင်းတွေကသူတို့မှာလူယုံတွေလိုအပ်ပါတယ်သူတို့မှာအလုပ်သမားတွေမွေးတဲ့အခါမှာဒီလိုရိုးသားတဲ့သူတွေဒီလိုမျိုးစူးစမ်းတဲ့သူတွေကိုပဲကျွန်တော်တို့ရှာဖွေကြတာပါကျင့်စာရိတ္တမကောင်းတဲ့သူတွေဆိုရင်တော့ဘယ်လိုတတိခါမှသူတို့ရဲ့လူယုံသူတို့ရဲ့လုပ်ငန်းခွင်ထဲမှာထည့်ပြီးတော့အလုပ်လုပ်စီချင်မှာမဟုတ်ပါဒါကြောင့်လဲကျွန်တော်ကြီးစုနေကြတဲ့ viewer တွေထဲမှာအစင်မပြေတဲ့ညီကောင်မောင်နှမတွေရှိခဲ့သည်ရှိတော့ကျွန်တော်အားပေးချင်တာကတော့ကိုယ်ဘဝဘေးအခြေအနေကြောင့်ဘလောက်ပဲခက်ခဲကြမ်းတမ်းနေပါစေကိုယ်အမှမွေးရပါအရင်ဒီတစ်ခုဖြစ်တဲ့ကိုယ့်ရဲ့စိတ်ထားပြုစင်မှုတွေကိုယ့်ရဲ့ရိုးသားမှုစူးစမ်းမှုတွေကိုအမြဲတမ်းဆောင်ထိန်ပြီးတော့မှဆက်ပြီးတော့စူးစမ်းနေထိုင်နေမယ်ဆိုရင်အခွင့်အရေးဆိုတာတနေ့နေ့တစ်ချိန်ချိန်မှာပေါ်လာပါတယ်ဆိုတော့အဲ့ဒီအခွင့်အရေးရတဲ့အခါကျရင်လည်းဒီချာမျိုးရဆုတ်ခံပြီးတော့ကိုယ့်ဘဝကိုပြောင်းလဲပစ်ဖို့စူးစမ်းကြပါလို့ကျွန်တော်တို့အကြံပြုပြောကြားရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးဗာများမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းတာရှင်ကိုမမှာရေးသားကြပါကျွန်တော်နေ့စဉ်နဲ့အမျှကြည့်ရှုအားပေးနေကြတဲ့ viewer 2တယောက်ချင်းချင်းအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါဗျ See you next video